အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့စိတ်အာဟာရ episode 2အပိုင်း2ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဆရာဥက္ကမင်္ဂလာပါခင်ဗျာမင်္ဂလာပါကိုယ်ဆိုလိုက်ခင်မင်္ဂလာပါဗျာခစ်တစ်မှာပြီးတော့ပေါ့နော်ဒီဘက်ကောင်မှာစိတ်ဝင်စားတဲ့သူတွေတော့လိုက်လာကြပြီပေါ့နော်ဆရာအဲ့တော့အသေးစိတ်သိကျင်တဲ့သူတွေပေါ့ဆရာအဲ့တော့ဒီလူတွေအတွက်တချို့အကြောင်းအရာလေးဆရာထပ်ပြီးမေးပြရစေဆရာစိတ်ထိကြိုက်တဲ့ရလာပြီဆိုလို့ရှိရင်ပေါ့နော်ဆရာတချို့ကလည်းပေါ့နော်မေးလိုက်ရင်ရပြီလို့လည်းပြောကြတယ်ပေါ့နော်အဲ့တော့ trauma ဆရာဒီလိုမေးလို့ရလားဆရာဒီလိုမေးတဲ့နည်းနဲ့ဖြေရှင်းလို့ရလားဆရာတက်ခေါက်အလုံးနဲ့ဖြေရမယ်ဆိုတော့မရဘူးโอเคမေးလို့ရတဲ့ဟာကတော့မရှိဘူးပေါ့နော်အဲ့တော့မေးလိုက်လို့မရဘူးဒါပေမဲ့လူတွေကဘာလုပ်လဲဆိုတော့ဖိနှိပ်တယ် suppress ပေါ့ငယ်လေးပြောတော့ suppress လုပ်တယ်ဒါဒီအတွေးကိုမရဘူးအရန်ကိုဖိနှိပ်ထားအဲ့တော့ဒါကိုခေါင်းထဲရောက်မလာအောင်ဘေးကိုတွန်းထုတ်ထားတယ်ဒါကိုမဖြေရှင်းမဲ့နဲ့ဘေးကိုတွန်းထုတ်ထားတယ်အဲ့တော့ suppression လုပ်ရင်ကျွန်တော်တို့ evidence ရပါပေါ့နော်ဒါကတော့ပို့ပြီးတော့စိတ်ဓာတ်ရသည်တက်တာသွားတာမဟုတ်ဘဲနဲ့ပို့ပြီးတော့ခဏပိုင်းပေါ့ယာယီမှာတော့တက်တာလို့ထင်ရတယ်အဲ့တော့စိတ်ဓာတ်ရသွားရင်လူတွေကဒီ negative coping mechanism အဲ့ဒါလေးကိုကျွန်တော်လည်းချက်ပြောချင်တယ် trauma စိတ်ပိုင်းဆိုင်ရာဓာတ်ရသွားရင်လူတွေကအဲ့တော့မေးဖို့ကြိုးစားတယ်ဖိနှိပ်ဖို့ကြိုးစားတယ်အဲ့တော့ဘာတွေနဲ့ကြိုးစားလဲဆိုရင်ဒီကိုယ့်အကိုလည်းအုံနောက်ထဲမှာတွေးပေါ်လာရင်အတင်းမောင်းထုတ်တဲ့ဟာပေါ့နော်ဘာကူကြီးမှမပါဘဲနဲ့တင်းမောင်းထုတ်တဲ့ဟာမျိုးလုပ်တယ်တချို့တွေကြတော့ဥပမာရက်တောက်တာတို့နော်ဆေးချလာတို့လုပ်လိုက်ရင်ခဏတော့ဒီတရားတွေမေ့သွားတယ်အခုဒီညခဏမိုးနေတာမေ့သွားတယ်တခြားမနက်ဖြန်မိုးပြေသွားရင်ပြန်တတိယမနက်ဖြန်ဆေးပြေသွားရင်ပြန်တတိယအဲ့တော့ယာယီမှာတော့တက်တာလေလို့ထင်ရပြီနဲ့တဖြည်းဖြည်းနဲ့တပူပေါ်နှစ်ပူဆင်းတဲ့ပြဿနာတွေဖြစ်လာတယ်အဲ့တော့ဒီ negative coping mechanism ဒီဒါလွဲမှားတဲ့စိတ်ဓာတ်ကိုကျွန်တော်တို့ဖြည့်ရှင်းတဲ့နည်းဖြစ်တယ်ဆိုတာဒါနံပါတ်1အဓိကထားပြီးတော့ပြောချင်အဲ့လိုမျိုးအတင်းတွန်းထုတ်ရင်ဘာဖြစ်လဲဆိုတော့ခုနကစိုးရိမ်စိတ်တွေပုံများတယ်။ဘာလို့ပြဿနာကိုလာမယ်ဘေးပြေးတွေ့ဆိုတဲ့ပြဿနာကိုဖြေရှင်းလာမဟုတ်ဘဲလာမယ်ဘေးကိုရှောင်ရှားဆိုတဲ့ရှောင်တိုင်းနေပုံပြီးတော့အကြောက်တရားတွေများလာတယ်ကြီးလာတယ်။ပြီးရင်တချို့အိမ်မက်ဆိုးရိမ်မဲ့ကြတယ်။အဖြေရှင်းတော့ unconscious mind ကိုရောက်သွားရင်ကျွန်တော်တို့ရဲ့ဒီ dream ကပြီးတော့ sleep cycle ကတော့ထူးဆန်းတယ်အဲ့ဒီမှာလူတွေတချို့အိမ်မဲ့ဆိုးရိမ်မဲ့တယ်ဒီအကြောင်းခန္ဓာတွေပြန်မဲ့တယ်လို့လာပြောတဲ့လူတွေကြားမှုလိမ့်မယ်တွေ့မှုလိမ့်မယ်အဲ့ဒါတွေကခုနက negative coping strategy နဲ့တွားထားလို့အတင်းတွန်းထုတ်ထားလို့အဲ့တော့မေးစရာပေါ်လာတယ်ဒါဆိုလို့ရှိရင်မေးလို့မရရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမှာလဲဒါကြီးကကောင်းတဲ့ဟာကြီးလည်းမဟုတ်ဘူးဒါကိုကျွန်တော်တို့ဘယ်လိုရှင်းမလဲဖြေရှင်းလို့ရတယ် process လုပ်ပြကျွန်တော်တို့က processing လို့ခေါ်တယ်ပေါ့နော်processing လို့ခေါ်တယ်အဲ့ဒါကခုနကကျွန်တော်ပြောတဲ့ safe environment ဒီကြားထားတဲ့စိတ်တရားကိုပြန်ပြီးတော့သုံးသပ်ဘာကြောင့်ဒါဖြစ်တာလဲဆိုတော့နားလည်အောင်ကြိုးစားရမယ်ပြီးတော့အဲ့ဒီကနေပြီးတော့ရလာတဲ့သင်ခန်းစာတွေကိုယူပြီးတော့ဒါဆိုရင်တော့ဒီလိုဖြစ်လို့နောက်ဆိုရင်ဒီလိုမဖြစ်အောင်ဒီလိုတော့လုပ်လို့ရတာပဲဆိုတော့နီးလန်းတွေကာကွယ်တာတွေလှုပ်ဆောင်ရမယ်နည်းတွေဒီလိုမျိုးဟာမျိုးတွေpositive coping strategy တွေထွက်လာတယ်နော်အကောင်းဘက်ကိုပြေပြီးတော့တည်လာတဲ့ strategy တွေထွက်လာတယ်အဲ့ဒါဆိုရင်ဒါကတော့အတိတ်ပါခုတော့ဒါကငါပြီးသွားပြီပြီးခင်အဲ့တော့အတိတ်ဆိုတာဟုတ်ကအတိတ်မှာပြုတ်လိုက်တာအဲ့တော့မေ့မသွားဘူးနော်ဒါအတိတ်ကအတိတ်မှာကြာနေပြီရှေ့ကိုစာမျက်နှာအသစ် chapter အသစ်နဲ့ဆက်ပြီးတော့သွားမယ်ဆိုတဲ့ဟာမျိုးဒီဒါ process လုပ်သွားတာဒါကို process လုပ်သွားတာအဲ့တော့နည်းနည်းလေးနားလည်လွယ်အောင်ကျွန်တော်trauma ပေါ့နော် physical trauma နဲ့ရှင်းပြီးတော့ပြောကြည့်ဟုတ်ကဲ့ဆရာဘိုးကျိုးသွားတယ်ဘယ်လိုကျိုးသွားကြီးကို process ကတကယ်တော့ဘာလို့ရမှာလဲဒီယူကဘယ်နေရာကျိုးတာလဲဘယ်လိုဖြစ်တာလဲတော့သေချာတတ်မှတ်ရမယ်စစ်ဆေးရမယ်ပြီးသွားလို့ရှိရင်ဒီအနာတွေဖြစ်နေတဲ့နေရာတွေကိုလည်းသေချာအကုန်လုံးစီစစ်ပြီးတော့ infection မိုးရအောင်စချင်းတော့လိုအပ်တဲ့ဟာတွေလုပ်ရမယ်ပြီးသွားလို့ရှိရင်ကျိုးရယူကိုကြောက်ပတ်တီးကိုင်းမှာလားပင်ထဲမှာလားစသည်ဖြင့်
ဒီတက်ဆိုင်ရာလုတ်တင်တော့တဲ့ဟာတွေကိုဆက်ပြီးတဆင့်ပြီးတဆင့်လုပ်သွားမယ်ချက်ချင်းတော့ကျိုးသွားတဲ့အယူကပြန်သုံးလို့ရတာတော့မဟုတ်ဘူးအချိန်တစ်ခုကြာတယ်အချိန်တစ်ခုပေးရတယ်ပေးပြီးသွားလို့ရှိရင်တော့သူ့အချိန်တစ်ခုပြီးသွားရင်ဒါနာလဲကျက်သွားပြီဆိုရင်ပြန်ပြီးတော့ပြန်သုံးလို့ရသွားတာပဲလေလို့မျိုးကျိုးတဲ့လူတွေအားလုံးသာသူ့ရဲ့ခြေတွေလက်တွေမသုံးရတော့ဆိုရင်ကျွန်တော်တို့တော်တော်ပြဿနာတက်နေတော့ဟုတ်တယ်မလားယူအဲ့တော့အဲ့လိုသဘောမျိုးဆောင်စိတ်တန်ရာကလည်းခုနက process ကိုတော့ဒါကြီးကကျိုးသွားတယ်ဒါကြီးကသုံးမရတော့ဆိုပြီးဖြတ်လိုက်ရင်ဘုံတူကြီးဖြစ်နေမှာပေါ့မကူဘူးလို့ထားရင်လည်းဒီဘလို့မှပြန်ပြောင်းမှာမဟုတ်တော့အဲ့တော့ပြောင်းဖို့တဲ့ process တစ်ခုကိုသွားအဲ့လိုမျိုးကိုသွားရင်ကျွန်တော်တို့စိတ်ထိုင်ရတယ်ကုသလို့လည်းရတယ်သူကပြောင်းလဲပြောင်းကင်းတယ်ရှေ့ဆက်ပြီးတော့လည်းမိမိရဲ့ကိုယ်ပိုင်ပုံမှန်ဒီဘုပ္ပဝဉ္ဇဉ်မှာကိုလှုပ်ဆောင်မယ်ကိုလှုပ်တယ်ပေါ့မိမိအတွက်ပေါ့မိမိပဝဉ္ဇဉ်အတွက်ကောလှုပ်တွေကိုဆက်ပြီးတော့လှုပ်ဆောင်နိုင်မှာဖြစ်တယ်ဒီဖြစ်ပျက်ကတော့အတိတ်မှာကြံခဲ့ပြီမေးလိုက်တာမဟုတ်ဘူးတော့ပြီးသွားဟုတ်ကဲ့ဆရာဒါဆိုရင် trauma ကိုမေ့တဲ့နည်းနဲ့တော့ကုလို့မရဘူးပေါ့နော်ဆရာဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ဒါဆိုဆရာဒီ trauma ကဌာနကိုယ်ပေါ်ဆရာဘယ်လိုတက်ရောက်မှုတွေရှိပါလဲခင်ဗျာအဲ့ဒါကကျွန်တော် fight and flight reaction ကနေစပြီးတော့ပြောရမယ်လို့ထင်တယ်နော်ကျွန်တော်တို့စိတ်တန်ရာဆိုတာကဘာလို့စိတ်တန်ရာဆိုကြောက်စရာလန့်စရာတခုfight and flight reaction ဆိုတာကြားဖို့မယ်နဲ့တူတယ်ကျွန်တော်တို့ဘာလဲဆိုတော့ကျွန်တော်တို့ကကြောက်စရာလန့်စရာတခုခုထိတ်လန့်စရာတခုခုပေါ့နော်ကြုံတွေ့တဲ့ကျွန်တော်တို့ပုံမှန်ခန္ဓာကိုယ်ကနေပြီးတော့တုံ့ပြန်တဲ့ဤ၃ခုရှိတယ်fight ဆိုတာကပြန်ချနော်ပြန်ချဥပမာဒီအပင်ကူလိုဟာမျိုးလောက်လာတယ်ဆိုရင်တော့ပြန်ချရင်လည်းချမှာပေါ့မပင်ဘူးအရာမကြောက်တဲ့လူကတော့နော်ဟိုပဲပေးကိုဖယ်ထုတ်တယ်မခွေးလာကြိုက်တယ်ခွေးကိုပြန်ပြီးတော့တုံးနဲ့ပြန်ပြီးတော့ရှူဆိုပြီးတော့ပြန်မအောင်ထုတ်ပါခွေးလောက်တော့အဲ့ညမှာခွေးမော်ပဲနဲ့ကြားလို့ချင်သေးလို့ဆိုရင်ပြန်မအောင်ထုတ်မှာမဟုတ်တော့ပြေးမှာဟုတ်တယ်ပါများပါပဲအဲ့တော့ fight လို့မလို့ရင် flight ပြေးပြီအဲ့မှာမပြေးတဲ့အဲ့ fight လို့ flight လို့မဟုတ်ဘဲနဲ့ freeze ဆိုတာရှိမင်းတက်ပြီးတော့ငြိမ်သွားပြီးတော့ဘာလို့မှလည်းမသိတော့ကြောင်သွားတာတချို့ဒီဝုန်းဆိုပြီးတော့ဒီတိတ်ကြီးမားတဲ့အန်ကြီးတစ်ခုတွေ့လဲလို့ရှိရင်ဘာကိုတုံ့ပြန်မှန်ကိုမြင်မှုထားတဲ့ဟာမဟုတ်ဘူးခွေးလာရင်တော့ဒုံးနဲ့ပြန်ပြီးတော့ခြောက်ရမယ်ခဲနဲ့ပြန်ပြီးတော့ပေါက်ရမယ်ဆိုတာသိထားတယ်ကြားလို့ချင်းသေးလို့လာရင်တော့ထွက်ပြေးရမယ်ဆိုတော့သိထားတယ်ဒါပေမဲ့ဆူနာမီလိုဟာမျိုးအကြီးလှိုင်းရောဝုန်းဆိုရောက်လာမမြင်ဘူးတဲ့ဟာတခုကြတော့ဘာပြန်လုပ်ရမှာအုံနောက်က process မလုပ်ထားဘူးအဲ့ဒီကြရင်သူကကြောင်ပြီးတော့ကြည့်နေကိုအုံတို့ပါသွားတာအဲ့တော့ဒါကပုံမှန် fight and flight reaction okay အဲ့တော့စိတ်ထိုင်ရသွားပြီဆိုရင်အဲ့ဒါကိုတုံ့ပြန်တဲ့အခါမှာဒီကျွန်တော်တို့အုံနောက်မှာမိခင်ဆောင်တဲ့တဲလို့ပဲအဆောင်နေရာလေးရှိကျွန်တော်တို့အဲလို့ခေါ်ရတော့အမက်တာလာလို့ခေါ်ဟုတ်ကဲ့အဲ့ကြီးလည်းမဟုတ်ဘူးသူကကိုဒီလုံးစားတော့ဂုံရင်းစီလောက်ပဲရှိမှာဟုတ်ကဲ့အနာစီမျိုးဦးရမှာခတ်သေးသေးလက်သေးကောင်နှစ်ခုစားတော့ဟုတ်ကဲ့ဆရာအဲ့လားအမက်ဒါလာလေးကသူကဘာလုပ်တာလဲဆိုတော့သူကဒီ symptom တွေကိုသူက store လုပ်ထားခန္ဓာကိုယ်မှာရှိနေတဲ့ဒီဟိုဟာတွေကို store လုပ်ထားပြီးတော့အဲ့တော့ fight and flight လုပ်ပြီးဆိုလို့ရှိရင်သူကပြေးတာတို့ဘာလို့ညာတို့လုပ်တဲ့အပြင်ခန္ဓာကိုယ်မှာဘာဖြစ်လာမလဲဆိုလို့ရှိရင်ဒီနာတာတွေကျင်တာတွေနှလုံးတွေရမ်းခုန်လာတာတွေဟုတ်တယ်မအသက်ရှူလို့မရတာတွေဘိုက်အောင်လာတာတွေအန်ကျင်လာတာတွေတွေ့ပါဘောနော်တချို့တွေရုပ်ရှင်ထဲမှာလူတွေလောင်းတွေဝေါ်ဆိုထိုးရတာလို့ပါတော့ပြတယ်ဒီအရာတွေကခန္ဓာကိုယ်ကချက်ချင်းသူကတုံ့ပြန်နေတာဟုတ်ကဲ့ဒီနောက်ခေါင်းရမ်းကြိုက်တာတွေစသည်ဖြင့် the cycle to soma psychological stress က somatic symptoms ကို somatic symptoms ဆိုတာကခန္ဓာကိုယ်ရဲ့ယောဂလက္ခဏာအနေနဲ့ချက်ချင်းပြောင်းသွားတတ်တယ်အလိုလိုပြောရင်တော့စိတ်ဓာတ်ရသွားတဲ့အချိန်မှာစိတ်ဓာတ်ရတဲ့အချိန်မှာသူခန္ဓာကိုယ်ကဘယ်လိုတုံ့ပြန်လဲဆိုရင်ကတော့ကြွသားတွေနာတာတွေကျင်တာတွေခိုက်တာတွေခဲတာတွေပြိုကျင်တာတွေအန်ကျင်တာတွေစသည်ဖြင့်
somatic symptoms ကိုအရင်ဆုံးသူကခံစားရတာလေးလည်းဖြစ်လာနိုင်တယ်အဲ့ဒီစိတ် trauma တိုင်းရပြန်ပြီးတော့လာတိုင်းလေအဲ့ဒီ symptoms တွေကရလာအဲ့လားဆိုရင်စင်ပြေပါမသိနော်အဲ့တော့ စိတ်ထောင်းလို့ကိုကြည်ပေါ့နော်ဆရာ ဟုတ်တယ်မှန်တာပေါ့စိတ်ထောင်းကိုအဲ့တော့စိတ်ထရာကိုကုတဲ့အခါမှာကျွန်တော်တို့ကစိတ်ကြီးပဲကုလို့မရဘူးတချို့ခန္ဓာကိုယ်ဟာပါလာတဲ့ဟာတွေပါကျွန်တော်တို့တွဲပြီးတော့ကုရတာပေါ့အဲ့တော့ခုနကစိတ်ထောင်းကိုကြည်ဆိုတော့ဒါ chronic ဖြစ်သွားပြီ chronic အဲ့ဒါဆိုလို့ရှိရင်ခုနကဒီခန္ဓာကိုယ်ရဲ့ immune system တွေပါကြာလာ immune system ကြာလာရင်အရင်တော့ကတိတ်ဖြားနာတဲ့လေရှိတဲ့လူမဟုတ်ဘူး flu ခဏရလူဟုတ်တယ်အခုဆိုရင်တော့ခဏလူရလာစိတ်ထောင်းကိုကြည်လာ trauma ရှိလာလို့ဟုတ်ဒီတချို့ autoimmune disease တွေတောင်ရလာဆိုရနိုင်တဲ့ဟာဆိုပြီးတော့ပြောတယ်အခုကျွန်တော်တို့ဟိုဒီ diagnosis အရပြောရလို့ရှိရင်တော့ chronic fatigue syndrome လို့ဟုတ်ဆိုရဟာ it might not functional illness နော်တကယ်တမ်း chronic fatigue ကခန္ဓာကိုယ်ကြီးဒီလိုယောဂလက္ခဏာတစ်ခုပြလာရင်ခဏလေးနဲ့ပြင်မှန်းတော့ chronic fatigue တစ်ချိန်ဘာမှလုပ်ချင်ကြတဲ့မရှိတော့အဲ့ဒီလူတွေကိုတွားပြီးတော့ဟိုခစ်တဲ့တွေးစစ်တာတွေ scan ဖတ်တာတွေနဲ့ဖတ်ကြည့်ဘာမှမတွေ့အကုန်ကောင်းတယ်ဟုတ်ကဲ့အဲ့တော့ functional လို့ကျွန်တော် functional ဆိုတာ psychologically ဖြစ်နေစိတ် trauma ရတာအဲ့ trauma ကိုကူအောင်အဲ့ trauma ကစိတ်ထောင်းတော့ကိုကြည်ပြီးတော့တကယ်ကိုနာတာရှိယောဂဖြစ်လာအဲ့ဒါကလည်းတကယ် evidence base ရှိတယ်အဲ့တော့အရေးကြီးပါစိတ် trauma တခုတောင်းပေါ်က process လုပ်ပြီးတော့လိုအပ်တဲ့ကူညီမှုတွေဥဒမှုတွေပေးနိုင်မှုဒီအတော်အရေးကြီးဟိုဟန်ဇိုလာမေးရတဲ့အထက်မှာကျွန်တော် fight and flight ပြောသွားတယ်ကျွန်တော်ကင်းဆောင်တဲ့ vegan daily ပြောသွားတယ်နော်မှတ်မိဟုတ်ကဲ့အမစ်တီလာပြောသွားဟုတ်ဆရာကာလာကြောင့်ပြောသွားတယ်အဲ့တော့ဟိုဒီခန္ဓာကိုယ်ကတုံ့ပြန်လာတဲ့တုံ့ပြန်ပြီးသွားပြီတုံ့ပြန်တဲ့ဟာတွေကိုဘယ်သူကထိန်းချုပ်ပြီးတော့ခဏကြောက်ရွံ့ဆိုးရည်စိတ်တွေကဘာကြောင့်ဖြစ်တာလဲပုံမှန်ရင်တော့မကြောက်တဲ့ဟာတွေကဘာကြောင့်ကြောက်တာလဲပုံမှန်ရင်တော့မတွေးတဲ့တွေးတွေဘာကြောင့်တွေးလာတာလဲပုံမှန်အရင်တော့ခံစားတဲ့ဟာမျိုးတွေမဟုတ်ဘဲနဲ့အခုမှပို့ပြီးတော့ခံစားလာရတယ်ဆိုတဲ့ဟာကခုနကဒီမီးဆောင်တဲလေးကမီးကင်းဆောင်တဲ့နေရာလေးပေါ့နော်မီတာလာလေးကသူက issue ဖြစ်သွား shock ဖြစ်သွားဟုတ်ကဲ့ shock ဖြစ်တော့ပုံမှန်ဆိုရင်မီးကင်းဆောင်တာနေပြန်လို့ပြောမီးလောင်မှတန်ချောင်းခောက်မှာပေါ့နော်တန်ချောင်းခောက်ရင်တို့ဘာလို့မဘယ်နေရာမှာမီးလောင်တာလဲဆိုပြီးပြောမယ်အဲ့ဒီနေရာကိုမီးထုတ်သွားမယ်တဲဖြစ်မီးကတ်တွေနဲ့မီးကြိတ်တွေနဲ့ပဲဒီဝိုင်းပြီးတော့ချမ်းရမယ်မီးတက်ကလာတဲ့အထိစောင့်ပြီးဆက်ပြီးတော့လုပ်ဒါပုံမှန်ဖြစ်စအခုကျတော့ trauma စိတ်ထန်ရသွားပြီးတဲ့အခါကျတော့ဒီမီးကင်းဆောင်တဲကအလိုနေရင်းနဲ့သူကအချက်ကပြခြင်းအရင်တော့မီးလောင်မှပြတယ်ဟိုကမီးခလုတ်ဖွင့်လိုက်လို့မီးလင်းသွားတာမြင်လဲသူကမီးလောင်နေခြင်းပြီးတော့တန်းချောင်းခောက်တော့အဲ့ဒါမလို့ဒီကဖြစ်တဲ့ဒီယောက်ကကားမြင်ကြောက်သွားတာaccident တော့မဖြစ်သေးဘူးကားမြင်တာလည်းကြောက်တာသူကအလန်းကလာနေပြီကားမြင်တာနဲ့ကားမြင်များခြင်း accident ဆိုလို့တန်းပြီးတော့သူကဘာသာပြန်လိုက်ပြီးဒီမီးဆောင်တွေအဲ့မှာရိုက်လို့ရှိရင်ပုံမှန်ဆိုရင်ဒီ amygdala ကဒီလိုမျိုး message ရလာပြီးရင်ဘယ်နေရာမှာမီးလောင်တာလဲလျှက်စစ်မီးလောင်တာလားဓာတ်ဆီမီးလောင်တာလားဘာနဲ့မီးတက်မှာလဲရေနဲ့တက်မှာလားသဲနဲ့တက်မှာလားကျွန်တော်တို့စဉ်းစားအောင်ဒါပေမဲ့အဲ့ဒါစဉ်းစားတဲ့ဟာကို prefrontal cortex ကလုပ်တယ်အဲ့ကျွန်တော်တို့ကလက်သီးလေးစုပ်ထားတာအဓိကဒါကအုံနောက်ကြီးဟုတ်ကဲ့အုံနောက်ကြီးဒီပေါ်ကလက်ကလေးကဒါ prefrontal cortex ဒီနောက်ကလက်ကဝက်က amygdala နေရာလို့ပဲမှတ်ထားအောင်နော်ဟုတ်ကဲ့ဒီကသူက fight and flight ဖြစ်ရင်ဒါလေးကလွတ်သွားပုံမှန်စင်တော့ထိန်းထားပြီးတော့ကျွန်တော်တို့ကိုဒီ executive function ပေါ့နော်အဓိကကြားတဲ့အမှုဆောင်ဆုံးဖြတ်ချက်တွေအဓိကကြားဆုံးဖြတ်ချက်တွေကိုလက်စပယ်မဆုံးဖြတ်နိုင်အောင်ထိန်းထားပြီးမယ် fight and flight ဖြစ်တဲ့အခါမှာဒါလေးကလွတ်သွားမီးလောင်ပြီးဆိုလည်းဒါလေးကလွတ်သွားပြီးမယ်ဒီကောင်ကရှိနေသေးရင်ဆုံးဖြတ်လို့ရသေးတယ်ဒါဒီကောင်ခဏဖြစ်နေ short fuse ဖြစ်ပြီးတော့ तू ကဘုံတော်ကြီးကထိန်းကိုမရှိတော့လို့စဉ်းစားကြတာလေးရှောက်စဉ်းစားအတွေးတွေကဘယ်မှာကတော့အတွေးတွေကကုန်ချော်ကုန်အတွေးတွေချော်ကုန်ပြီးတော့ဒါဆိုတော့ပေါ်အကြီးကတော့ပြတ်ပါပြီလူတွေကလည်းငါ့ကိုမယုံတော့ဘူးဒါဆိုရင်ကားငါဒီပေါ်ကားပေါ်တက်လိုက်တာနဲ့ကားတိုက်တော့မယ်ကား accident ထပ်ဖြစ်တော့မယ်
စသည်ဖြင့်တော့အတွေးတွေအများကြီးဝင်အဲတော့ခန္ဓာကိုယ်ကဘယ်လိုတုံးမှလဲဆိုခဏခါကျွန်တော်ပြောတယ်ကျွန်တော်တို့မြင်ရတဲ့မျက်စိနဲ့မြင်ရတဲ့ကြွသားတွေကြိုက်တာတွေသူကိုယ်တိုင်ပြောလို့ရတဲ့ဟာတွေဖြစ်တယ်လို့ကျွန်တော်တို့မမြင်ရတဲ့အုံနောက်ထဲမှာလည်းအဲ့ဒီ issue တွေဖြစ်အဲ့တော့ hyper vigilance ဆိုတော့သူကအလိုလိုနေရင်ဟိုသူကဒီမိခင်သမားကစောင့်တဲ့လူကဟိုတစ်ခါမီးလောင်ထားဘူးတော့ဟိုမိကိုလေးတေးသေးလေးမြင်လဲတန်ချောင်းခောက်ဟိုတရားကမီးဖွင့်လိုက်လို့အိမ်တင်ရဲ့မီးလင်းသွားလဲမီးလောင်နေတင်ပြီးတန်ချောင်းခောက်တော့အကုန်လုံးကသူကလိုက်ပြီးတော့အလန်းပေးနေတော့အုံနောက်ကဘာလို့မှမသိတော့ဖြစ်သွားတယ် prefrontal cortex ကလည်းတတိချာကောင်းကောင်းမစဉ်းစားနိုင်လို့ပဲနဲ့သူကဘာသာပြန်ခြင်းလို့တွေဘာသာပြန်ပြီးတော့သူဟာသူကောက်ချက်ချခြင်းလို့တွေကောက်ချက်ချကုန်တော့စိတ်မကောင်းကြပါတော့ဒါ trauma ကြောင့်ဟုတ်ကဲ့တော်တော်လေးဆရာဟိုတက်ဖို့ကောင်းတဲ့အခြေအနေတစ်ခုရင်ဆိုင်ရမှာပေါ့နော်တကယ်တော့ဟိုကိုဆရာကပြောသလို prefrontal cortex က executive function တခုလုံးကကိုမထိန်ချုပ်နိုင်ဘူးဆိုတော့ကျွန်တော်တို့ရဲ့ဟို O brain လို့ခေါ်မှာပေါ့နော်ဆရာ amygdala activate လုပ်ပြီးတော့ fire alarm တွေပေးနေမှဆိုတော့လေနော်ဆရာတော်တော်စိတ်ဖိစီးရမယ့်အခြေအနေဖြစ်မှတင်တယ်ဆရာအဲ့တော့ကျွန်တော်နောက်ထပ်သိချင်တာပေါ့နော်ဒီ trauma ကြုံသွားတဲ့လူတိုင်းအကုန်လုံးကဆရာ PTSD ဖြစ်သွားလားဖြစ်တဲ့လူနဲ့ဖြစ်တဲ့လူနဲ့ဆရာဘာကွာလဲခင်ဗျthat's good point အဲ့တော့ဒီစိတ်ဒဏ်ရာရသွားတဲ့လူတိုင်း PTSD ဆိုတာ post traumatic stress disorder ပေါ့နော်စိတ်ဒဏ်ရာရပြီးတော့ဖြစ်တော့စိတ်ဖိစီးမှုဖြစ်တဲ့ဒီရောခံစားမှု disorderဖြစ်လာမဖြစ်ပါဘူး။ဘာကြောင့်မဖြစ်လဲလူတိုင်းမဖြစ်ဘူး။ဘာကြောင့်မဖြစ်ဘူးလဲဆိုလူတယောက်နဲ့တယောက်နဲ့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကလည်းဆွေးနွေးခဲ့တယ်။တယောက်နဲ့တယောက်နဲ့ resilience မတူဘူး။သူတို့ရဲ့ခံသွားခြင်းမတူဘူး။သူတို့ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုစွမ်းအားတွေမတူဘူး။စိတ်ဓာတ်ကဘယ်လောက်ထိ flexible ဖြစ်လဲဆိုတဲ့အပေါ်မှာမူတည်သွားတယ်။အဲ့တော့ကြံ့ခိုင်တယ်လို့ကျွန်တော်ကမသုံးချင်ဘူး။စိတ်ဓာတ် flexible ဖြစ်တယ်ဆိုတဲ့ကောကျွန်တော်သုံးတယ်အဲ့လိုကြန့်ခိုင်နေတာကတောင့်ခံထားတာပြီးတောင့်ခံထားရင်သူ့တဲ့ကြီးတဲ့အားနဲ့တွေ့ရင်ကွဲသွားတာအဲ့တော့မကွဲအောင်ကစိတ်တစ်ခုတည်း flexible ဖြစ်နေတာမကျိန်ပဲလို့ပေါ့ဘလို့ပဲဖြစ်ဖြစ်သူကဂျိုးတာလည်းမဟုတ်ဘူးလေသူကသူပဲသူကဆက်သွားနေတာအဲ့တော့အဲ့ဒါမျိုးဘယ်လောက်ထိ flexible ဖြစ်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့တန်ရာကအတိတ်နဲ့ကြီးသွားနိုင်တယ်အဲ့တော့ဒါကို PTSD လို့သတ်မှတ်ဖို့တည်းအနည်းဆုံးတော့တစ်လဇက်တိုက်ခုနကကျွန်တော်ရှေ့မှာပြောသွားတဲ့ယောဂလက္ခဏာတွေကိုခံစားနေရမှာအပြင်ယောဂလက္ခဏာတွေခံစားနေရတဲ့အပြင်သူ့ရဲ့နေတူကလှုပ်တဲ့လူမှုလှုပ်ဆောင်မှုပေါ့ပုံမှန်လှုပ်သွားတဲ့လူအလုံးမသွားနိုင်တော့ပုံမှန်လှုပ်နေကြဟင်းချက်တာတွေထမင်းချက်တာတွေကလေးကျူတာတွေပါတယ်ဒါတွေလည်းမလုပ်နိုင်တော့သူ့ရဲ့နေတူကလှုပ်ရမယ် function ချာအဲ့ဒါမျိုးနှစ်ခုပေါင်းပြီးရင်တော့ဒါအကြမ်းပြင်းပြောပြတာနော် PTSD လို့သတ်မှတ်လို့ရနိုင်တယ်အဲ့ဒီချိန်မျိုးဆိုရင်တော့ကိုယ့်အကူယောဂါကိုနာမည်တက်တာချက်ကျွမ်းကျင်တဲ့ဒီစိတ်ကြမ်းမာရေးပညာရှင်တွေနဲ့အထူးကုတွေနဲ့တိုင်ပင်ပြီးတော့ဆက်လက်ပြီးတော့ဗာဆက်ကူရမလဲဗာဆက်ပြီးဘယ်လိုကူညီရမလဲဆိုတဲ့ကူညီမှုတွေအကူအညီတွေကိုရယူတဲ့အဲ့တော့စိတ်ဓာတ်တစ်ခုရလာပြီးရင်တော့တမနာဒီတိုင်းစိတ်ဓာတ်ရရှိတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့တရက်တန်ဒီနှစ်ရက်တန်ဒီတစ်ပတ်တန်ဒီနှစ်ပတ်တန်ဒီတော့တရားရှိနေပါဘူးကျွန်တော်တို့ချော်လဲအောင်မှချော်လဲတဲ့ဆေးကိုသွားတာမှမဟုတ်တာဟုတ်တယ်မှာဟုတ်ဒီရဲ့တဲ့ဟာကနည်းနည်းပြေးမနေ့ကနောက်ဆုံးကောင်းသွားပေါ့ကပ်ဖြစ်သွားရင်တော့တစ်ပတ်လောက်ကြာရင်ကြာပေါ့အဲ့လိုမျိုးပဲစိတ်ဓာတ်ရတာလေသူ့ရဲ့အတိတ်နဲ့ပုံမှာမူတည်ပြီးသူ့ရဲ့ flexibility ပုံမှာမူတည်ပြီးခန္ဓာကိုယ်နဲ့တော့မတူဘူးပေါ့ခန္ဓာကိုယ်ကျတော့ဘယ်လောက်တန်လဲဆိုတဲ့ပုံမှာမူတည်တယ်စိတ်ကကြတော့သူ့ရဲ့ flexibility ဘယ်လောက်ရှိနေလဲ resilient ဘယ်လောက်ရှိနေလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့သူ့ရဲ့ဒီခံစားမှုတွေအချိန်တိုင်းတာတစ်ခုထိကြားနိုင်တယ်သို့တော်လည်းခုနက daily functioning ကလည်းထည့်ပြီးတော့စဉ်းစား daily functioning ကိုဘယ်လောက်ထိထိခိုက်သွားပြီလဲအဲ့နှစ်ခုပေါင်းသွားပြီးရင်တော့ခုနကပြောတဲ့ PTSD ဖြစ်နိုင်မလားမဆိုတဲ့ဟာမျိုးကိုကျွန်တော်သက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ကူညီရှာပြီးတော့တိုင်းနဲ့ဆွေးနွေးကုသမှုခံယူတဲ့
ကျေးဇူးပါ ဟုတ်ကဲ့ဆရာဒါဆိုရင်နောက်ဆုံးအနေနဲ့ပေါ့နော်ဆရာဒီ trauma ရှိနေတဲ့လူကိုဟိုတန်တရားရှိနေတဲ့သူတယောက်အနေနဲ့ဆရာဆိုလို့ရှိရင်သူတို့ဘယ်ကနေစပြီးအကူအညီရှာသင့်ပါတယ်လဲခင်ဗျတချို့လဲ set diagnose တွေပေါ့နော်အခုခေတ်မှာဆိုရင်ဒါ information တွေလေ online တွေမှာလည်းအလွယ်တကူရနေတာရှိတော့ဆရာအဲ့တော့အဲ့လိုတွေလောက်ကြတာလဲဒါ professional တွေက recommend မလုပ်ဘူးပေါ့နော်ဆရာအနေနဲ့များနိုင်တယ်လို့ပြောထားရလဲကျွန်တော်တို့လေ့လာသိရှိရပါတယ်ဆရာအဲ့ဒါကြောင့်မလို့ဆရာဒါလေးလည်းပြောပြပေးပါအောင်ပေါ့နော်ဘလို့ကိုတန်တန်းရှိနေလူတယောက်အနေနဲ့ဆိုလို့ရှိရင်ဆရာဘယ်ကနေစအကူအညီရှာတင်ပါလဲခင်ဗျဘယ်လိုရှာတင်ပါလဲဆရာ no တော့ဒါသိကောင်းတဲ့မိဖို့ပေါ့နော်အဲ့တော့ seeking help ဘယ်လို seek help လုပ်လဲပေါ့နော်ပထမဆုံးကတော့အရှိမကျွန်တော်ပြောခဲ့တယ်ပြီးခဲ့တဲ့ဘက်ကလည်းပြောခဲ့တယ် confide တယ်ယုံကြည်ရတဲ့သူတရားယောက်ကိုငါတို့ဒီလိုဖြစ်နေရင်ဖွင့်ရအကုန်လုံးပြောကြတယ်မလို့ကိုကအဲ့တော့ဖောင်ပေါက်တော့ပြောကြမလို့နဲ့တိုင်းတာတစ်ခုတည်းကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့ခံစားချက်တွေကိုကိုကပြောတယ်ဘာလို့အတွေးနဲ့ခံစားချက်ကအရင်လာတာလေပြီးတော့မှကိုယ့်ရဲ့ behavior change လုပ်သွားအဲ့တော့အဲ့ဒါဖြစ်လာပြီဆိုရင်ကိုယုံကြည်ရတဲ့အိမ်မှာပဲဖြစ်တငယ်ချင်းပဲဖြစ်ဖြစ်ရင်ဖွင့်လိုက်ရမှာပေါ့နော်ဒီမှာလိုရိုးရှင်းပြောရင်တော့ရင်ဖွင့်ပြီးတော့ပြောလိုက်အဲ့ဒါကပေါ့သွားနိုင်တယ်ပြီးတော့ဒီတချို့ဟာတွေကိုလည်းကိုက empathic listener နဲ့ဒါတွေ့သွားလို့ရှိရင်တူလို့ခဏဒီစိတ်တိုင်းဟာချက်ဖို့အတွက်ပို့ပြီးတော့အထောက်ပံ့တောင်းဖြစ်လာတယ်နံပါတ်1လောက်ရမယ်နံပါတ်2ကတော့အဲ့ဒီမှာကနယ်လီရက်ကနေပြီးတော့အပတ်ဖြစ်လာပြီအိတ်ဓာတ်တွေလည်းအိတ်လို့မရတော့ဘူးအိမ်မဆိုးတွေကလည်းမက်နေတယ်ဒီက physical symptoms တွေလည်းတစ်ခုလာနေတယ်နောက်နေ့တူက function တွေလည်း function တွေမလုပ်တော့ဘူးဆိုရင်တော့ဒုတိယအဆင့်ကတော့ကျမကြီးဆောင်ချောက်တဲ့သူတွေရှိရနေပြီးတော့အခုနေစပြီးတော့ယူရတော့ပါနော်အဲ့တော့ပုံမှန်ဆိုရင်တော့ဒီကျွန်တော်မြန်မာပြည်မှာဆိုရင်တော့ GP ပေါ့ GP ရှိရသွားမယ်ဒီလိုစပြီးတော့ GP နဲ့တိုင်ပင်ဆွေးနွေးမှုတွေလုပ်ကြည့်အဲ့ဒါမြန်မာပြည်မှာ GP မပြရနိုင်တဲ့ကိုယ့်ကိုထုကူလည်းတစ်ခါလဲကြည့်ပြတာပဲဆိုတော့ဒါကတော့အဲ့ဒါမျိုးဆိုရင်လည်းတွားပြီးတော့တိုင်ပင်ဆွေးနွေးမှုတွေလုပ်တင်တာပေါ့နော်မဟုတ်တော့လည်းတဲမှာကျွန်တော်တို့အခုဆိုရင်တချို့ကိစ္စတွေကသွားလာတာခက်နေတယ်ဆိုရင်ကျွန်တော် Telegram မှာရှိတယ်။ Telegram မှာအနေနဲ့ဆက်zero suicide campaign အနေနဲ့ဆက်ကျွန်တော်စိတ်ဖိစီးမှုတွေကိုကျွန်တော်တို့ online ကနေပြီးတော့ယုံကြည်စိတ်ချတော့နေတိုင်ပင်လို့ရတယ်ဆွေးနွေးလို့ရတယ်။အဲ့ဒီမှာလိုအပ်ရင်လိုအပ်တယ်လို့သူခုစိတ်ချမ်းသာရေးသူခုဆောင်ကြီးတွေရတယ်အစင်းနေရှိနေတယ်။သူတို့တွေစီကိုလွှဲလိုက်မယ်။လွှဲရင်သူတို့ဆက်ပြီးတော့ဒါကိုကျေးဇူးဆောင်ရှောက်မှုတွေလုပ်သွားမယ်ဆိုတော့အဲ့ဒါဒုတိယတစ်ဆင့်တော့အောင်ပေါ့နော်ခဏကတတိယတစ်ခုကတော့ဝန်ဆိုလက်ဆွေးနွေးသွားရပါဘူးဟုတ်ပါတယ်ကျွန်တော်တို့က online မှာဒီ materials တွေအများကြီးရှိနေတော့ဖတ်ကြည့်တာမှားလားဆိုမမှားပါဘူးသို့တော့တစ်ခါလေကြာရင်တော့ little knowledge is dangerous နော်အဲ့တော့ကိုယ့်ဟာကိုယ်တော့ self diagnosis လုပ်ပြီးတော့ကိုယ့်ဟာကိုယ်တော့ကုထုံးနေတယ်မကုသင့်ဘူးနောက်ကိုယ့်ဟာကိုယ်မလုပ်တဲ့ဟာကတော့ don'ts ပေါ့နော်ခဏအရှိမှကျွန်တော် do ကြည့်ပြောသွားပြီ don'ts ကအရှိမှလည်းပြောသွားရတာနဲ့ကျွန်တော်ထပ်ပြီးတော့ပြောချင်တာကတော့ negative coping strategy ပေါ့နော်လွဲမှားတော့ဒီစိတ်တရားကိုကုစားတဲ့နည်းတွေဥပမာရက်တွေတောက်တာဆေးတွေချတာစသည်ဖြစ်နေရယာမှာတော့ဟုတ်တယ်လို့ရှိပေမဲ့ပို့ပြီးတော့ပေးထက်ဆိုကြတာတပူပေါ်နှစ်ပူစင်ပေါ့နော်စိတ်တရားလည်းပျောက်သွားမှာမဟုတ်တဲ့ပြင်ခုနကဒီဘဝစေဆွဲတဲ့ပြဿနာပါဒုတိယအဆင့်ဖြစ်သွားပြီးအဲ့ဒါကပို့ပြီးတော့ဘဝမှာဆိုးကျိုးတွေရလာနိုင်တယ်အဲ့ဒါကိုတော့လုံးဝတိတိပပရှောင်ရှားတဲ့အဲဆိုတော့ဒီနေရာနေပြီးတော့ထပ်လောင်းပြီးတော့ဒီ base ကပြောကြခြင်းနဲ့အဲ့တော့ online တွေမှာဖတ်လို့ရတယ်ဖတ်ပြီးသွားလို့ရှိရင်အဲ့ဒီဟာကိုပြန်ပြီးတော့ contact professional တွေနဲ့ဆွေးနွေးပါကိုယ့်ဟာကိုယ်ကောက်ချက်မချသေးပဲနဲ့ကျွန်တော်တို့ဒီလိုဖတ်ထားတယ်ဒါကတော့ဒီလိုရှိတယ်ဒါကိုဘယ်လိုမြင်မှာလဲဒါအတိုင်းပဲဆွေးနွေးတဲ့နေရာပေါ့နော်လုပ်တဲ့နေရာလုပ်တဲ့မှာလေအားပေးပါနောက်တစ်ခုကဒါရရှိတဲ့စိတ်ဓာတ်ရ background ပေါ်မှာမူတည်ပြီး self help peer groups တွေရှိတယ်အဲ့ဒါဘေးကလူကဘလောက်ပဲပြောနေမင်းတို့နားမလဲပါဘူးကွာသူတို့တွေနားမလဲနိုင်ပါဘူးငါခံစားရတဲ့ခါတော့မှထားပါတော့ဒီမလိန်ချင်းခံရတဲ့ဒီဒါရတဲ့သူမျိုးနောက် air strike လိုမျိုးဟာမျိုးမှာအစုလိုက်ပြုံလိုက်ခံစားရတယ်လို့ဆိုရင်အပြင်လူသွားပြောတာလည်းဆိုင်ကိုနဲ့တူတူဘဝတူလူတွေတဲ့အချင်းချင်းကြားထဲမှာ
နှစ်သိမ့်ဆွေးနွေးတာကလည်းအများကြီးထိရောက်တယ်နော် peer group ကအရန်ကိုထိရောက်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒါဒီ evidence base မှတ်တမ်းနေရရှိနေတယ်အဲ့တော့အဲ့လိုမျိုးဟိုဒီနဲ့စကားပြောမယ်ကိုနဲ့အတူတူဒီလိုမျိုးစိတ်ဖြစ်စီမှုဖြစ်စီတဲ့စိတ်ဓာတ်ဖြစ်စီတဲ့အကြောင်းတရားချင်းတူတဲ့လူချင်းချင်းတောင်းတနှစ်သိမ့်အားပေးမှုတွေလုပ်မယ်ဆိုရင်ဒါအလွန်မှန်တယ်ကောင်းတဲ့ဟာပါအဲ့လိုမျိုးတွေကိုလည်းကျွန်တော်တို့လုပ်ပေးတင်ပါတယ်ဆိုတဲ့အကြံဉာဏ်တွေပေးခြင်းပါတယ်ဗျကျေးဇူးများတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆရာအခုလိုကျွန်တော်တို့စိတ်အာဟာရအစီအစဉ်ကိုဆရာအနေနဲ့အချိန်ပေးဖြည့်ချပေးတဲ့အတွက်ကျွန်တော်တို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျနောက်စိတ်အာဟာရအစီအစဉ်ကိုစောင့်မျှော်ကြည့်ရှုနေကြတဲ့မိဘပြည်သူများလည်းစိတ်အာဟာရပြေဝပြီးအချင်းချင်းစောင့်ရှောက်နိုင်ကြပါစေမိမိကိုယ်ကိုယ်လည်းကောင်းစွာစောင့်ရှောက်နိုင်ကြပါစေလို့မေတ္တာပို့ဆုတောင်းပေးပါတယ်ခင်ဗျကျွန်တော်တို့နောက်ပတ်မှာပြန်တွေ့ပါရစေခင်ဗျ